ဒီတစ်ခါမက်စာပြပြမှာတော့ခင်မွန်းတဲ့ကအသုံးဖြုံးတာတွေများလုံးတဲ့အခါကျရင်ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့နည်းလေးကြောင့်မျှဝေမယ်နော်ခုခေတ်ကြီးမှာဝင်ငွေနဲ့ထွက်ငွေမမျှတဲ့အချိန်မှာခင်မွန်းတဲ့ကနားလည်မှုမရှိဘဲနဲ့ရလာတဲ့ငွေကြွေးကိုစားတောက်ပစ်တယ်ပျော်ပါပစ်တယ်နော်အိမ်အတွက်ကိုတော့မချမ်းဘူးဒါKTV သွားတယ်လောင်းကစားတွေလှုပ်ပစ်တယ်နော်အိမ်ရှင်မလေးတွေနဲ့ရတဲ့ပတ်စံအနေနဲ့လုံလောက်မှုမရှိလို့အခက်ခဲတွေခဏခဏကြုံတွေ့နေရတယ်ဆိုရင်တော့အဘဆရာကြီးမင်းသိန်းကပြောမှုတဲ့ဒီရရနီးလေးကိုပြုလုပ်ကြည့်နော်လွယ်တဲ့အစွမ်းလဲထက်တယ်နော်မိမိအိမ်ဖះအကြောင်းဆောင်ပေါ်မှာအမျိုးသားဓာတ်ပုံကိုအရင်တင်ပါအဲ့ဒီဓာတ်ပုံပေါ်ကိုကျွေပကံပြားပြောင်တစ်ချက်ကိုထပ်တင်ပါအဲ့ဒီကျွေပကံပြားတဲ့ပေါ်စိတ်သားဟင်းတုံးရှစ်တုံးတီတီကိုတင်ပြီးတော့ကတ်လူပါကတ်လူတဲ့အချိန်မှာလဲမြတ်စွာဘုရားကိုမိမိခင်ပွန်သုံးနေဖြုံးနေတာတွေကိုရက်တန့်ပြီးပါမိသားစုပေါ်နားလည်မှုတွေရရှိပါစေလို့လေးလေးနက်နက်ဆုတောင်းပါဒီစိတ်သားဟင်းနှုံးတွေကိုပြန်စွန့်တဲ့အခါမှာဆိုရင်လေအိမ်မှာရှိတဲ့ထမင်းနဲ့နေပြီးတော့အိမ်ပြင်မှာရှိတဲ့ခွေးတွေကိုကျွေးမွေးပါကျွေးမွေးတဲ့အချိန်မှာလည်းခင်မွန်းတဲ့သုံးဖြုံးတာတွေရက်တန့်သွားပါစေလို့လေးလေးနက်နက်ထပ်မံပြီးဆုတောင်းပါတင်မှတ်ထားလောက်အောင်ခင်မွန်းတဲ့ကသုံးဖြုံးတာတွေတဖြည်းဖြည်းနဲလာပြီးတော့အိမ်ကိုပတ်စံပြန်အပ်လာတာတွေကိုလည်းလက်တွေ့မြင်လာရပါလိမ့်မယ်ကဲမက်စာဒီနေ့ပြောတဲ့နီးလေးကိုသိရှိပြီးတော့အင်ရှင်မာလေးတွေလည်းအသုံးပြုနိုင်ပါစီလို့မျှဝေလိုက်ပါတယ်မက်စာရဲ့ channel လေးကိုလည်း like subscribe share လေးတွေပြုလုပ်ပေးပါနော်နားဆင်တဲ့လူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်